ရန်ကုန်မြို့မိုးကုတ်ဝိပဿနာတရားစဉ်နဲ့လုပ်ငန်းစဉ်ပြန်ပွားရေးအဖွဲ့ချုပ်ကြီး၌2ရက်10လ69ခုနနက်9နာရီတွင်ဓမ္မကတိကဆရာတော်ဥဒ္ဓဓမ္မဂိတ္တိတာရအရှင်သူမြတ်ဟောကြားတော်ခန္ဓာဉာဏ်ရောက်ပဋိစ္စသမုပ္ပါသင်္นานတရားတော်ဒီနေ့1360ခုနှစ်တော်သလင်းလာစုပ်ရှိရဲ့မဂ္ဂဝိပဿနာတရားစဉ်နဲ့လုပ်ငန်းစဉ်ပြန်ပွားရေးအဖွဲ့ချုပ်ကြီး၌ရှင်ကျင်းပသောတရားစခန်းပွဲကြီးတွင်ကြွရောက်ပြီးတရားဝင်တရားထုတ်ချတရားနာကြတဲ့ဆရာတော်ဘုရားများနဲ့တကွာအလုံးသောယောဂီသူတော်စင်ပေါင်းတို့ဘဝတန္တရာကလည်းပဲတွေ့ခဲ့ကြုံခဲ့ဆုံခဲ့ကြရတဲ့မိအောင်ပေါင်းဆူအောင်မြောင်းမြတ်ဖြစ်ကြသည့်အာလျော်စွာယနေ့ယခုဤနေရာဤဌာနဤတန္တရာကိုယခုလိုပြန်လဲဆုံတွေ့တဲ့အချိန်ခါမှာဖြင့်အာလုံးသောဆူတော်မျိုးတော်ပေါင်းတို့ကိုကျေးဇူးဆက်လို့သောမေတ္တာစေနာချီခံထားပြီးတော့နည်းနည်းပိုင်းပရိစ္ဆသမုပ္ပါသင်္นานဟောကြားလာခဲ့တာယောဂီများဒီကနေ့ဘယ်နည်းရှိပြီလဲယနေ့တရားစခန်းပွဲဤ9ရက်မြောက်နာနဲ့ပရိစ္ဆသမုပ္ပါသင်္นานတရားတော်ကြီးဖြစ်ပါတယ်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးမိန့်တော်မူတဲ့ဆရာတော်ဆုံးမသွားတော်မူတာယောပရိစ္ဆသမုပ္ပါရံပတ္တိသောဓမ္မံပတ္တိလို့ဆရာတော်မဆုံးမဘူးလားကျေးဇူးဆရာတော်ဘုရားကြီးဆုံးမသွားတော်မူခဲ့တယ်ဗျာနော်ပရိစ္ဆသမုပ္ပါကိုမသိရင်တရားမသိပါဘူးတဲ့ပရိစ္ဆသမုပ္ပါကိုသိမှအဲ့ဒီလောက်နည်းနည်းခက်ခဲလာတယ်ပရိစ္ဆသမုပ္ပါဒေသနာဘုရားဟောသွားတာပါဠိတော်နဲ့ပဲဟောခဲ့တာပါပဲယောဂီတို့ဘာနဲ့ဟောခဲ့တာပါဠိတော်နဲ့ဟောကြားသွားတော်မူခဲ့တဲ့ဒေသနာတွေဘုရားပြိဋိဘံစံပြီးလို့များဆရာတော်တန်ဃာတော်တွေယနေ့တိုင်အောင်မသိရင်ကြွယ်တာကြာပါပြီအဲ့ဒီပရိယဒေသနာတော်တွေကြွယ်ကြမယ်ဆိုရင်ယောဂီတို့ဒီကနေ့တရားအားထုတ်မှုဆိုတဲ့ပฏิပတ်တိရောရှိနိုင်မှာဦးမလားတရားအားထုတ်မှုပฏิပတ်တိမရှိရင်ငြိမ်းချမ်းမှုဆိုတဲ့ပရိဝေဒကိုရှိနိုင်မှာဦးမလားဒါကြောင့်ဘုရားဟောဒေသနာတွေဘုရားတန်ဟောကြားသွားတော်မူပေမဲ့ဆရာတော်တန်ဃာတော်တွေဟာတန်မတည်ခဲ့ရင်သေဆောင်မလာရင်ကြွယ်တာကြာပါပြီယောဂီတို့အဲ့ဒီလိုသေဆောင်လာခဲ့တဲ့ဗိဓိကတော်တွေဟာတကယ်တော့အမတန်လေးနဲ့လှပါတယ်လေးနဲ့တဲ့တရားတော်စကားတော်တွေဟာလူတိုင်းနားလည်နိုင်မှာမလားလူတိုင်းလားမလည်နိုင်ပါဘူးလူတိုင်းနားမလည်နိုင်ဘူးအဲ့လူတိုင်းလားမလည်နိုင်တဲ့ပရိစ္ဆသမုပ္ပါဒေသနာတော်ကြီးဟာမထင်မပေါ်ဖြစ်ခဲ့တာနှစ်ပေါင်းကိုမြောင်များစွာပေါ့နော်နှစ်ပေါင်း100ဝန်းကျင်ဒီဘက်ရောက်လာတဲ့ခါကျတော့မှလေဒီစတော်ဘုရားကြီးများပရိစ္ဆသမုပ္ပါလင်္ကာလေးတွေရေးပြီးတော့ပရိသတ်လက်ထဲကိုမထည့်ဘူးလားအဲ့ဒီလိုထည့်ခဲ့တဲ့လင်္ကာတွေဟာယနေ့တိုင်အောင်ဖတ်ကြည့်မယ်ဆိုရင်တော့မှအချို့ဟာအဓိပ္ပာယ်ကိုမနှဲစဉ်းစားယူရပါတယ်ယောဂီတို့စာရိယအမတန်နဲ့ပါတယ်ရင့်ကျက်ပါတယ်နဲ့အားရင့်ကျက်အားကြည့်တော့ဉာဏ်မမီတော့သဘောမပေါက်ဘူးပေါ့နော်ဒီဘက်ခေရောက်လာတဲ့ခါကျတော့ကျေးဇူးရှင်ဧကမဟာပန္နိတမဂ္ဂုဆရာတော်ဘုရားကြီးပေါ်ပေါက်ပြီးလာတော့အမတန်နဲ့လာပါတယ်ဆိုတဲ့ပရိစ္ဆသမုပ္ပါဒေသနာတွေကိုစာမတက်တဲ့ပုဂ္ဂိုလ်တွေလည်းပဲနားလည်ရလျောင်းစာတတ်ပြည်သားပုဂ္ဂိုလ်များလည်းပဲခန္ဓာဉာဏ်ရောက်သဘောပေါက်တဲ့ပေါက်အောင်ဆိုပြီးတော့ဆရာတော်ထိုးထွန်းနဲ့ယောဂီတို့ပရိစ္ဆသမုပ္ပါဒေသနာတော်ကိုမြန်မာပြန်မဟောခဲ့ဘူးလားမြန်မာနိုင်ငံအတွင်းမိတိနေတိုင်းတဲ့တိုင်းရင်းသားပေါင်းစုံအားလုံးသဘောပေါက်နားလည်အောင်မြန်မာလိုဟောခဲ့တော့ဒီကနေ့ဟောဒီတရားဟောတဲ့ဘုန်းကြီးဟောဒီတရားနာတဲ့ယောဂီတို့လွယ်ကူဖြင့်သိခွင့်မရခဲ့ဘူးလားအမတန်ခက်ခဲနေလာပါတယ်ဆိုတော့ပရိစ္ဆသမုပ္ပါဒေသနာတော်ကြီးကိုလွယ်ကူဖြင့်ဒီခုလိုရဲပိုင်းလာပိုင်းအတွင်းမှာသို့သလို
တိတင်တလောက်ကလေးသိခွင့်ရတာကတရားဓမ္မများဘုံကံမထူးလို့လားဘုံကံထူးလို့ဒီတော့ဆရာတော်ကအမတန်ဘုံကံထူးလို့ယခုလိုတရားတွေနာတရားတွေအထုတ်တယ်သို့တော့ဘုံကံထူးရုံလောက်နဲ့တော့ကျင့်နဲ့နေလို့တော့မဖြစ်ဘူးပေါ့နော်ကံကောင်းနဲ့ကျင့်နဲ့မဖြစ်တော့တခြားကောင်းအောင်မလားဉာဏ်ကောင်းရမှာဒီတော့ဉာဏ်ဆိုတဲ့တရားဒီသာသနာတွင်တရားပေါ့ဉာဏ်ဒီဘာတရားလဲဆိုတော့ကံဆိုတာဟာသာသနာ့ဘာမှာမရှိဘူးလားဉာဏ်ဆိုတဲ့တရားတွေသာသနာ့ဘာမှာမရှိဘူးလားဉာဏ်တရားကမှသာလင်သာသနာ့တွင်မှာပေါ်တဲ့တရားဖြစ်ပါတယ်ယောဂီတို့ဒါကြောင့်ဒီပရိစ္ဆေသမုပ္ပါကိုထိုးထိုးထွန်းထွင်းနေအောင်ဆရာတော်ဟောကြားသွားတဲ့အတွက်ဒီတရားကိုနာရတာကိုပဲယောဂီများအလွန်ကံထူးလို့ပါပဲဒါကြောင့်ကိုစောတော်ကဒေသနာတိုင်းယောပရိစ္ဆေသမုပ္ပါဒံပတ္တိသောဓမ္မပတ္တိလို့ဆရာတော်ထပ်ဆင့်ဩဝါဒပေးသွားတဲ့ဒေသနာဟာပရိစ္ဆေသမုပ္ပါကိုမသိရင်တရားသိပါ့ပရိစ္ဆေသမုပ္ပါကိုသိမှဒါကြောင့်ပရိစ္ဆေသမုပ္ပါဒေသနာဘယ်လောက်အရေးကြီးတယ်ဆိုတာကိုရှင်သာနာတုတ်တံအကြောင်းပြုပြီးတော့ဆရာတော်ကြီးအကျဉ်းချင်းအခါကအထက်ထဆုံးမတော်မူခဲ့တယ်နော်ပရိစ္ဆေသမုပ္ပါမသိလို့တော့တရားဓမ္မတွေတက္ကရာဒိဋ္ဌိပြုတ်ကောင်းပြုံးနိုင်တော်လည်းပဲတတ္တရဥစ္စေတမညှိနိုင်ဘူးလားတတ္တရဥစ္စေတညှိနေပြန်ရင်လည်းပဲတရားဓမ္မတွေဘယ်လောက်ပဲအာပေါင်းဝိပဿနာအထုံရတော့လည်းပဲအာနေသောဝိပဿနာဖြစ်၍ကုသိုလ်တော်ရနိဗ္ဗာန်ကိုရနိုင်မှာအဲ့ဒီလိုနိဗ္ဗာန်ကိုမရနိုင်တဲ့အတွက်ကြောင့်မို့လို့တတန်းတွေကလည်းပဲတိုးအစတရဲ့အထုပ်ဖို့အကြောင်းကျရလဲညီညွတ်ဖို့ဟာတရားဓမ္မတွေအလွန်ခဲရင်ပါတယ်အဲ့ဒီလိုခဲရင်တဲ့ထိရတယ်ပြီးယခုလိုအကြောင်းကျိုးတွေညီညွတ်လာတာကိုကယောဂီတို့အတော်ထူးလို့ပါပဲထူးတော့ထူးနေပြီသို့တော်လည်းပဲအချိန်တွေကိုဆွဲလို့ဖြစ်ပါမယ်သိခြင်းဆိုတဲ့တရားကယောဂီတို့တထက်ထက်ကပ်ပါနေပါတယ်ဒါကြောင့်အထူးတိုက်တွန်းလို့တာကတော့မအိုးခင်မနာခင်မသေးခင်တခြားလို့ရမှာလားတရားလို့ရမှာလားဒီတော့တရားလုံးမှာတရားဆိုတာတခြားတရားလားဉာဏ်တရားလားအဲဒီတော့ဉာဏ်တရားပရိစ္ဆေသမုပ္ပါတရားကိုသိရမှာပေါ့နော်ဒါကြောင့်ဝိပဿနာရှုတယ်ဆိုတော့တခြားရှုတာလားခန္ဓာရှုတာအဲဒီတော့ပညာရှင်တို့နဲ့ပြောလိုက်တဲ့အခါကျတော့တမူဟာဆိုတဲ့ခေါင်းကားခြေလက်ဆိုတာလည်းပဲတခြားလားခန္ဓာပဲလားအဲ့ဒီလိုဝိပါကဝို့ကြောင့်ဖြစ်ပေါ်လာတဲ့ကံစိတ်ဥရောအာဟာရအကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့ဒီရုပ်တုံးရုပ်ကဲခန္ဓာကြီးဝိပဿနာရှုလို့ရပါအကြောင်းကြောင့်ဖြစ်ပေါ်လာခဲ့တဲ့ပရိစ္ဆေသမုပ္ပါယုံနံဝါပိစုပန်တဲ့ယုံနံကိုသာလျင်ဝိပဿနာရှုမှသာလျင်ယောဂီတို့ဝိပဿနာအရှုခံနဲ့အရှုဉာဏ်တဲ့ပါလိမ့်မယ်အဲ့တော့အရှုခံနဲ့အရှုဉာဏ်နဲ့တဲ့သွားပြီဆိုရင်ယောဂီတို့အတွက်ဓမ္မကနေသူသဘောသူမဆောင်ဘူးလားအဲ့ဒီကဲ့သို့ဆောင်နိုင်မှုအတွက်ယောဂီများအတွက်အရေးကြီးဆုံးဒီတခြားလားပဋိစ္စသမုပ္ပါနားလည်ဘူးလားဒါကြောင့်ပဋိစ္စသမုပ္ပါနားမလည်လူကိုမဖြစ်သေးဘူးပေါ့နော်ဒီတော့ပဋိစ္စသမုပ္ပါနားလည်ဖို့အတွက်ဆရာတော်ဗိဓိကသုံးပုံမှွေနှောက်ပြီးတော့အများနားလည်တဲ့စကားနဲ့ဒီစက်ဝိုင်းဒေသနာတော်ကြီးမစီစဉ်ခဲ့ဘူးလားစီစဉ်ခဲ့တဲ့အတွက်ဆရာတော်ဘုရားကြီးလည်းပူဇော်ရရောက်မြတ်စွာဘုရားလည်းပူဇော်ရရောက်အောင်မူလနှစ်ပြားလေးဆိုးပြီးတော့တပတ်လှည့်လိုက်ကြအောင်ဆိုရနော်မူလနှစ်ပြားဆိုဒီမှာသစ္စာနှစ်ခုကလေးခုအလွာဆိုဒီမှာအင်္ဂါ12ပါးက
မအဆက်ဆိုသည်မှာနေရမူလကအဝိဇ္ဇာဘယ်မူလအတိတ်မူလတဏှာဘယ်မူလအတိတ်အဝိဇ္ဇာမူလကြောင့်ပိဿုပန်မှာတခြားရတာလားခန္ဓာ၅ပါးရတာပိဿုပန်တဏှာမူလကြောင့်အနာဂတ်မှာဘာရမယ်ကဲဝတ္တဝါနဲ့ဆိုဒီမှာကိလေသာဝဘယ်နှပါးကာမဝဂ္ဂဝိပါကဝဂ္ဂကိလေသာ၃ပါးကဘာတွေပါလဲကာမဝနှပါးကဝိပါကဝ၈ပါးကကာလ၃ပြားဆိုသည်မှာရှင်ရာ20ဆိုသည်မှာကဲနံပါတ်1အကျိတ်ကြောင်းချင်း5ပါးကဘာတွေပါလဲနေ့ပိဿုပန်ကျိုးချင်း5ပါးကနံပါတ်3ကပိဿုပန်ကြောင်းချင်း5ပါးကနံပါတ်4အနာဂတ်ကျိုးချင်း5ပါးကငါလေးလီဤရှိသွယ်ကိုအလွယ်ကျက်မှသိစေအပ်သည်သန္တရာမလွတ်ကြောင်းသည်အလွယ်ကျက်မှသိစေအပ်သည်သန္တရာမလွတ်ကြောင်းသည်ဆိုတော့အလွယ်ကျက်မှအတွက်ကိုယောဂီများစခဲ့တာခန္ဓာအာယတနာနော်ဘယ်နှမျိုးလဲ9မျိုးပေါ့9မျိုးကိုကြိုးစားပါမယ်လို့ပြောခဲ့တဲ့အခါမှာခန္ဓာရဲ့အာယတနာရဲ့ဓာတ်ရဲ့သစ္စာရဲ့ပရိစ္ဆသမုပ္ပါအရှုခံအရှုဉဏ်အလုံးဘယ်နှမျိုးကဲဒီတော့ပရိစ္ဆသမုပ္ပါသင်တဲ့အနေနဲ့ခန္ဓာပြီးတော့အာယတနာလေးသွားလိုက်ကြအောင်နော်အာယတနာဆိုတော့နံပါတ်1အကွက်ထဲပေါ့နံပါတ်1အကွက်ထဲမှာဒီမှာအလဲကောင်းမှာသလာယရဏပါပဲဘာပါလိသလာယရဏကိုစထောက်ပြီးစေရခန္ဓာပရိစ္ဆသမုပ္ပါကိုယောဂီတို့သွားရမှာပေါ့နော်ဒီတော့ပရိစ္ဆသမုပ္ပါမှာသန္တရာပရိစ္ဆသမုပ္ပါခန္ဓာပရိစ္ဆသမုပ္ပါကဲလို့2မျိုးခွဲခြားဖို့နားလည်ဖို့အရေးမကြီးဘူးလားဒီတော့သန္တရာပရိစ္ဆသမုပ္ပါဆိုတာအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏပစ္စယနာမရူပပစ္စယသာလယနာပစ္စယဖတ်တပစ္စယဝေဒနာပစ္စယတဏှာပစ္စယဥပါဒနာပစ္စယဘဝပစ္စယဇာတိပစ္စယကဲဟိုပဲအဆုံးပူဇော်လိုက်ရအောင်တောကပရိဒေဝဒုက္ခဒေါမနသုပယာတတံဘုံတိဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတ္တသမုဒယဟောတိသမုဒယအကြောင်းဒုက္ခအစုဝေးကြီးပဲဖြစ်ပါတယ်သမုဒယအကြောင်းသမုဒယဆိုတာတခြားလားအကြောင်းတရားလားဒုက္ခဆိုတာဒီလိုဖြစ်ရင်ဘဝတစ်ခုလုံးကိုခြုံကြည့်ရင်အကြောင်းအကျိုးကလွယ်လို့ဘာရှိဘာမှမရှိပါဘူးဒါကြောင့်ပရိစ္ဆသမုပ္ပါနဲ့လွတ်သောတရားဟုယူမရှိပါပရိစ္ဆသမုပ္ပါနဲ့လွတ်တဲ့တရားရှိရလား
သို့တော့ကိုတန်ပရိစ္ဆေသမုပ္ပါဖြစ်ပေါ်နေတာကိုသာတတိမထိုင်တာမသိတာပါပရိစ္ဆေသမုပ္ပါနဲ့လွတ်တဲ့တရားဆိုတာရှိရတယ်လုံးဝမရှိခုထိုင်နေတာလည်းပါလေပရိစ္ဆေသမုပ္ပါပဲအခုထိုင်နေတာလည်းတရားဟောနေတဲ့ဘုန်းကြီးလည်းဒါကြောင့်ပရိစ္ဆေသမုပ္ပါနဲ့လွတ်တဲ့တရားလောကရှိရဒါကြောင့်ဒီပရိစ္ဆေသမုပ္ပါကိုသဘောမပေါက်တဲ့အခါကျတော့ကိုပရိစ္ဆေသမုပ္ပါဖြစ်နေတာဖြစ်မှမသိဘူးဖြစ်မှမသိဘူးဆိုတဲ့ကတရားဓမ္မတွေဝီစီကိစ္စတွေမလာဘူးလားဖြစ်ကျိုးမသိဘူးဆိုတဲ့ကဒိဋ္ဌိတွေမလာဘူးလားအဲကြောင့်ပရိစ္ဆေသမုပ္ပါနားမလိုက်ရင်ဒိဋ္ဌိဝီစီကိစ္စကိုမပယ်နိုင်ဘူးဒိဋ္ဌိဝီစီကိစ္စမပယ်နိုင်တဲ့မြတ်တရားဓမ္မတွေတခြားကိန်းတာလားငရဲမျိုးစီကိန်းတာလားအဲ့တော့ငရဲမျိုးစီကိန်းနေတဲ့မြတ်ကာလပတ်လုံးဘာတွေပဲလို့တရားဓမ္မတွေနိဗ္ဗာန်ရပါတို့ဖြင့်နိဗ္ဗာန်ကိုမရတာကကောင်းမှုကုသိုလ်ကကန့်ကွက်ထားလားဒိဋ္ဌိကကန့်ကွက်ထားဘုံအားဖြင့်ဘဝဉာဏ်အားဖြင့်ဂုတ္တရဘုထိအောင်ဒိဋ္ဌိကသူ့နယ်ပဲဖြစ်နေတော့တရားဓမ္မများဒိဋ္ဌိတံမပြုတ်ဘဲနဲ့အာထုတ်ခြင်းတော့အာထုတ်ဒိဋ္ဌိနယ်ကနေကြော်နိုင်မှာဘုံအားဖြင့်ဘယ်လောက်လဲဘဝဲပေါ့ဉာဏ်အားဖြင့်ဂုတ္တရဘုထိအောင်အဲ့ဒါတခြားနယ်လားဒိဋ္ဌိနယ်လားဒီတော့ဒိဋ္ဌိရှိနေတဲ့များကာလပတ်လုံးတရားဓမ္မတွေဘာပဲလို့နိဗ္ဗာန်ကိုရပါနိဗ္ဗာန်ကိုမရတာတခြားကကန့်ကွက်ထားလားဒိဋ္ဌိကကန့်ကွက်ထားဒီတော့ဒိဋ္ဌိဆိုတာကလည်းပဲတခြားနားမလဲလို့လားပဋိစ္စသမုပ္ပါနားမလဲလို့ဒီတော့ပဋိစ္စသမုပ္ပါနားမလဲအောင်ကာကွယ်ထားတဲ့တရားဒီတခြားတရားလားအဝိဇ္ဇာတရားလားဒါကြောင့်တန္တရာအစအဝိဇ္ဇာကဆိုတဲ့ဒေသနာပရိစ္ဆေသမုပ္ပါမှာမရှိဘူးလားတန္တရာဘယ်ကစတာအဝိဇ္ဇာဆိုတာသစ္စာသိတာလားမသိတာလားသစ္စာမသိတော့ဒိဋ္ဌိမပြုတ်ဘူးပေါ့ဒိဋ္ဌိမပြုတ်ဖဲနဲ့လှုပ်ချင်သလောက်လှုပ်သမျှဒီတခြားလားဒုက္ခပဲလားဒါကြောင့်မကရဝဆရာတော်ဘုရားကြီးတွေဆုံးမထားတာဟုတ်လားသစ္စာမသိဒိဋ္ဌိမကွာပုဂ္ဂိုလ်မှလျင်လူတွင်စက်ကြနတ်မှာတရားမိုးဖျားပြင်မှာဖြစ်တုံပါလေခန္ဓာပြိုကွဲ့ကုသိုလ်ဆက်ကဖောက်လွဲပယ်ရွာရောင်ရဲတာဒီဆိုတဲ့ဒေသနာစာပိုက်ကလေးတွေဟဲ့လားမကရီဝဆရာများဆက်ဆူထားတာလဲအမတန်ဒီနေရာမှာမထိအောင်ဘူးလားသစ္စာမသိတော့ဒိဋ္ဌိကွာပါဒိဋ္ဌိမကွာဘဲနဲ့ဒိဋ္ဌိတန်းလန်းနဲ့ဒါနလို့ဒါနရဲ့တတ္တိကြောင့်ဒုက္ခတိမရောက်ဘူးလားသီလဆောက်တည်သီလရဲ့တတ္တိကြောင့်ဒုက္ခတိမရောက်ဘူးလားတရားဓမ္မတွေဒိဋ္ဌိမပြုတ်ဘဲနဲ့တမ္မထတွေအားထုတ်လို့ဇံအပင်းချင်းတကုနဲ့လည်းပဲသေတော်လည်းပဲဗြဟ္မာမရောက်နိုင်ဘူးလားဒါနသီလတတ္တိနဲ့စေကြဝဠိမန္တမင်းကြီးလည်းပဲမဖြစ်နိုင်ဘူးလားဘယ်တော့ပဲစေကြဝဠိမန္တမင်းကြီးဖြစ်လာလားခန္ဓာရတဲ့များနောက်ဆုံးတခြားဖြစ်မှာလားသေမှာလားဘယ်တော့ပဲတရားမင်းကြီးဖြစ်နေတရားဓမ္မတွေခန္ဓာရလာတဲ့အတွက်တခြားလားသေမှာလားဗြဟ္မာမင်းကြီးဖြစ်တော့လည်းပဲသေမှာပဲနော်အဲ့ဒီလိုအသေးကိုပြန်ပြီးတော့ရတာဟာတရားဓမ္မတွေယခုလည်းအသေးရအောင်မယ်နောင်လည်းပဲပြန်ပြီးအသေးရအောင်မယ်ဆိုရင်ကောင်းမအောင်ယခုအသေးရတယ်ဆိုတာကအတိတ်ကတော့မသိလို့မိုက်မားလို့မိုက်ခဲ့လို့ရတယ်ဆိုတာကတော့တခါမိုက်ပေါ့ခုလိုဆရာကောင်းသမားကောင်းနဲ့အချိန်ကောင်းခါကောင်းသာသနာနဲ့ကြုံဆရာကောင်းနဲ့ဆုံပြီးတော့မြန်ကျမ်းကျမ်းမှာချမ်းချမ်းသာသာနဲ့ယခုလိုအချိန်ခါမျိုးလာပြီးတော့ဆုံပါလျက်ကဲနဲ့နောက်တစ်ဖန်ထပ်ပြီးတော့အသေးရအောင်မယ်ဆိုရင်ဘယ်နှခါမိုက်ဆရာတော်ဘုရားကြီးကနှစ်ခါတော့မမိုက်သင့်ဘူးဒီတစ်ခါမိုက်ခါကတော့အတိတ်ကမသိလို့မိုက်မဲလို့ဆရာကောင်းနဲ့မတွေ့လို့ချီကျော်လက်ချော်မိုက်ခဲ့တယ်ဆိုတော့ထားလိုက်ပေါ့နော်လက်လွန်သွားပြီနောက်တစ်ထပ်လက်မလွန်အောင်တခြားလို့ရမှာလားအတိကရမှာနောက်ထပ်အသေးကိုမရနဲ့ပေါ့အဲ့ဒီလိုအသေးဆိုတာကလည်းတခြားရမှာလားခန္ဓာရမှာပြောဒီခန္ဓာကလည်းတခြားကြောင့်ရတာလားဒိဋ္ဌိကြောင့်ရတာဒီဒိဋ္ဌိဖြစ်နေတာလည်းတခြားမမြင်လို့လားသစ္စာမမြင်လို့လားသစ္စာမမြင်တာလည်းပဲတခြားကြောင့်လားအဝိဇ္ဇာရှိလို့ဒီတော့အဝိဇ္ဇာရှိတဲ့မြတ်ကာလပတ်လုံးဒီအဝိဇ္ဇာရှိနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းမှာဧဝမေတ္တကေဝလတဒုက္ခခန္ဓတသမုဒယဟောတိဆိုတဲ့ဒေသနာမှာ
အဝိဇ္ဇာရှိတဲ့ပုဂ္ဂိုလ်တိုင်းအကြောင်းကြောင့်သမုဒိယအကြောင်းကြောင့်ဒီလိုဖြင့်သမုဒိယအကြောင်းကြောင့်ဒုက္ခအကျိုးဖြစ်တယ်ဆိုတော့ဒုက္ခဆိုတာတခြားရှိတာလားခန္ဓာရှိတာဒီတော့တန်ត្រာမှာအလုံးသောယောဂီတွေဒုက္ခအဝိုင်းကြီးပဲဝိုင်းနေတာပါပဲဘာဝိုင်းနေတာဒုက္ခအဝိုင်းကြီးဝိုင်းနေတာအဲ့လိုဒုက္ခအဝိုင်းကြီးအဝိုင်းခံရတာတခြားကြောင့်လားသစ္စာမမြင်လို့သစ္စာဆိုတာလည်းဘယ်မှာရှိတာဒါကြောင့်ခန္ဓာဆိုတဲ့နေရာမှာခုနဝိပါကကိုခန္ဓာအကြောင်းနေလည်းပဲနေ့စဉ်နေ့တိုင်းပြောထားပြီးတော့ယနေ့တော့ပြင်အာယတနာနဲ့ပရိစ္ဆသမုပ္ပါခန္ဓာကိုမသိရင်သစ္စာသိပါသစ္စာမသိရင်ထဲမှာတခြားရှိတယ်လားငရဲမျိုးစီလားဒိဋ္ဌိဆိုတဲ့ငရဲမျိုးစီရှိသည်မြတ်ဘယ်လောက်ပဲတဲ့သွားဗြဟ္မပြည်တဝုံဝယ်စခြင်းတရှုပ်ဆိုလို့တရားဓမ္မတွေအပယ်ပေးလွတ်နိုင်မှာမလွတ်နိုင်အောင်ပဋိစ္စသမုပ္ပါကိုနားမလဲလို့မရပါဘူးကဲဒီတော့ယနေ့ကျေသူပြုရမယ်ပဋိစ္စသမုပ္ပါကခန္ဓာပရိစ္ဆသမုပ္ပါပေါ့ဘာပရိစ္ဆသမုပ္ပါခန္ဓာပရိစ္ဆသမုပ္ပါစတဲ့နေရာဒီတခြားလားသလာယရဏသလာယရဏသအာယတနာပေါ့အာယတနာဆိုတာကသံဃာကိုချဲ့တွင်စေတတ်သောတရားပါပဲသလာယရဏဆိုတော့ဘာပါလဲလို့ပြီသံဃာချဲ့တွင်စေတတ်တဲ့တရားတွေဟာစက်ဝိုင်းထဲမှာရှိတာလားကိုယ်မှာရှိတာစက်ဝိုင်းထဲမှာရှိနေတဲ့ခန္ဓာကိုတန်ត្រာကိုချဲ့တွင်စေတတ်တဲ့တရားတွေဆိုတာကပရိယသာသနာပါဘာသာသနာလဲပြီးတော့ဒီပရိယသာသနာနဲ့တင်းတိမ်နေလို့ရပါလို့ဖြင့်အဲ့ဒီသလာယတနာဝါသအာယတနာဆိုတဲ့တရားတွေကိုယောဂီတို့မြင်အောင်ကြည့်ရမှာပေါ့မြင်အောင်ကြည့်ဖို့ကစက်ဝိုင်းနဲ့ကြည့်ရမှာလားကိုယ်ခန္ဓာကိုကြည့်ရတခြားမျက်စိနဲ့ကြည့်ရမှာလားဉာဏ်မျက်စိနဲ့ကြည့်ရမှာကံမျက်စိနဲ့ကြည့်ရင်တော့ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva အကြည်တန်တဲ့အယုတ်ချောတဲ့ပုံဝါနမိတ်ဒါပဲမြင်မှာပေါ့ဉာဏ်မျက်စိနဲ့ကြည့်တဲ့အခါကျတော့ချောတာလှတာတွေပုံဝါနမိတ်တွေရောရှိသေးရလားတခြားတွေမြင်မှာလားခန္ဓာတွေကိုမြင်မှာလားအဲ့ဒီခန္ဓာကမဏိကပေါ်တဲ့ခန္ဓာလည်းမဟုတ်ပေါ့မနေ့ဖြစ်မှပေါ်မဲ့ခန္ဓာလည်းမဟုတ်ယခုအကြောင်းတစ်ခုတိုက်ဆိုင်တဲ့အချိန်ကမှပစ္စုပန်တဲ့ပေါ်တဲ့ခန္ဓာဒီတခြားခန္ဓာလားပစ္စုပန်တဲ့ခန္ဓာပဋိစ္စသမုပ္ပါခန္ဓာလို့မခေါ်ဘူးလားအဲ့ဒီပစ္စုပန်တဲ့ပဋိစ္စသမုပ္ပါခန္ဓာကိုယောဂီတို့မြင်သွားပြီဆိုရင်အသိဉာဏ်နဲ့ဒိဋ္ဌိမပြုတ်ဘူးလားအသိဉာဏ်နဲ့ဒိဋ္ဌိပြုတ်တယ်ဆိုတာတခြားဒိဋ္ဌိလားသက်ကာယဒိဋ္ဌိလားဖြစ်ပေါ်လာခဲ့တဲ့ခန္ဓာကိုဉာဏ်နဲ့မဲ့ခင်၅ပါးနဲ့ကတ်ကြည့်လိုက်တဲ့အခါကျတော့ခန္ဓာကသူ့သဘောတည်းသူမဆောင်ဘူးလားလို့ဖြင့်ခန္ဓာသဘောကတခြားပြတာလားအနိစ္စပြမှာကဲဒီတော့အနိစ္စတည်မဲလားဆိုတော့ဒုက္ခကိုမပြဘူးလားဟာတခါအနတ္တကိုမပြဘူးလားပတုပကိုမပြဘူးလားဒီလိုဖြင့်အဲ့ဒီလိုမြင်တာတခြားနဲ့မြင်တာလားဉာဏ်နဲ့မြင်တာအဲ့ဒီလိုဉာဏ်နဲ့အိဋ္ဌဒုက္ခအနတ္တတွေကိုမြင်ပြီဆိုရင်တခြားဉာဏ်ရတာလားဝိပဿနာဉာဏ်ရတာဝိပဿနာဉာဏ်ယခုလိုတမနဲ့လောက်ကလေးရတာဟာမမြင်တဲ့ပုဂ္ဂိုလ်အနှစ်တရာနေရတာတဲ့မြတ်ပါတယ်လို့ဖះမဟောဘူးလားယောဇဝတ္တနာဇုအပ္ပဒဥရိယပဉ္စဆိုပြီးဓမ္မပဒဖះဟောတာရှိတာပဲနော်အဲ့ဒီတော့တမနဲ့ကလေးဖြစ်ပျက်ကိုမြင်ရင်မမြင်တဲ့လူအနှစ်တရာနေရတာတဲ့မြတ်တယ်ဆိုတော့ယောဂီတို့ဒီကနေ့ဒီနေရာဒီဌာနရိတ်တာကိုလာရောက်ပြီးအာထုတ်နေတာကမမြင်ဘူးလားမြင်မို့အာထုတ်တယ်မြင်လဲမြင်ကြမယ်ပေါ့အဲ့ဒီလိုမြင်မို့လဲအာထုတ်တယ်မြင်လဲမြင်နေကြပြီဆိုရင်လူဘဝမှာတမနဲ့ကလေးအသက်ရှင်ရတယ်မမြတ်ဘူးလားလူပြေကျိုးနှက်သွားပါပြီအဲ့ဒီလိုမြန်မမြင်မဲနဲ့မြန်ဟောပစ္စာမတိပြည့်နဲ့မြန်သေကြမယ်ဆိုရင်တခြားသွားမှာလားအပေသွားမှာလားဒါကြောင့်အလုံးသောယောဂီတို့ဤဟလားတတ္တဝါတို့ဤနေမြဲအင်အပေလေးပါလို့မဟောဘူးလားဆရာတော်မကြဆုံးမထားတာပဲနော်တတ္တဝါတို့ရဲ့နေမြဲအင်အပေလေးပါဆိုတော့မိမိရဲ့အိမ်ပိုင်အိုးပိုင်အိမ်ပိုင်ဟာတခြားလားအပေလေးပါလားဒါကြောင့်လူဘဝလူလောကဆိုတာအကြောင်းကျိုးတိုက်လို့တာရင်ခိတ္တခဏအလေရောက်ကြတဲ့ဧည့်သည်သဘောပါပဲအဲ့တော့ကိုယ့်ရင်ကို
ကိုယ်ပိုင်အိမ်ကိုပြန်ရရင်တက်တာပါမလားကဲဒီတော့ယောဂီမိတွေဖာတွေဆွေတွေမျိုးတွေဟဲ့လားပြန်มาလားမပြန်ဘူးလားမပြန်ရင်ဒီဘဝအာထုတ်ရမယ်တရားကိုအပြတ်တန်အာထုတ်ပါဟိုငဲ့ဒီငဲ့ငဲ့မနေနဲ့ပေါ့ငဲ့ရမှာလားအပြတ်လောက်ရမှာဒီတော့ကိုနှစ်အသက်မငဲ့ကွက်ရစ်ဆက်နိုင်ရမည်ဆိုတော့ဟုတ်လားအယိုးကြည်ကြည်အေးခန်းကအာတာပြီးလုံးလဝရိယဇွဲပြီးတင်ပြီးအလုပ်လုပ်ဖို့အရေးမကြီးဘူးလားအလုပ်လုပ်နိုင်မှုအတွက်နီလန်စီကံကိုဆရာတော်ကြီးမဟောဘူးလားအေးဟောအဲ့ဒီဟောကြားတော်မူတဲ့ဒေသနာအတိုင်းမိမိတို့ကနေပြီးတော့အယိုးကြည်ကြည်အေးခန်းဆိုပြီးအာတာပြီးလုံးလဝရိယကိုရှေ့တန်းတင်ပြီးတော့ကိုနှစ်အသက်မငဲ့ကွက်ရစ်ရစ်ဆက်ဆက်ကလေးအာထုတ်လိုက်မယ်ဆိုရင်လူကျင်တဲ့မိညာပူညာနိဗ္ဗာန်ကိုပေမရမှာလားယခုမျက်မှောက်ပြုရမှာလားအဲ့တော့ယောဂီတို့ဘလောက်အားရှိစရာကောင်းလဲရှင်းပြီနော်ကဲဒီတော့ကောင်းပြီအဲ့ဒီနီလန်စေကံကိုသိနိုင်မှုအတွက်ကိုသလာယတနာဝါအာယတနာ6ပါးအကြောင်းကိုဒီနေ့ကျေးဇူးပြုပါမယ်အာယတနာဘယ်နှပါးရှိဒီတော့အာယတနာဆိုတာတခြားလားတန်ត្រာချဲ့တဲ့တရားလားအဲ့တော့တန်ត្រာချဲ့တဲ့တရားကိုမိမိတို့ကိုယ်ရန်သူကိုမြင်အောင်ကြည့်ရမှာပေါ့နော်ကဲဒီတော့စာလို့ပြောလိုက်တဲ့အခါကျတော့စက္ခာယရဏဘာပါလဲနောက်တခါသောတာယရဏဂာနာယရဏဇိဝါယရဏကာယယရဏမနာယရဏအာယတနာဘယ်နှပါအဲ့ဒီအာယတနာ6ပါးကစက်ဝိုင်းနဲ့ရှိတာလားကိုယ်ရှိတာဒီလိုဖြင့်ကိုယ်ရှိတဲ့အာယတနာတွေကစက္ခာယရဏသောတာယရဏဂာနာယရဏဇိဝါယရဏကာယယရဏမနာယရဏတို့မဲ့စက္ခာယရဏဆိုတခြားလားမျက်စိသောတာယရဏဆိုတာကဂာနာယရဏကဇိဝါယရဏကကာယယရဏကမနာယရဏကအာယတနာဘယ်နှပါအဲ့ဒီအာယတနာ6ပါးကိုအတွင်းအာယတနာ6ပါးလို့မခေါ်ဘူးလားအတွင်းအာယတနာ6ပါးရှိသလိုအပြင်အာယတနာ6ပါးမရှိဘူးလားအာယတနာဆိုတဲ့ခေါင်းစဉ်အောက်မှာ12ပါးလို့တရားဓမ္မတွေဒီသနာမှာမလာဘူးလားဒီလိုပြင်ယခုပြောနေတာကအတွင်းအာယတနာဘယ်နှပါအတွင်း6ပါးရှိရင်အပြင်6ပါးရှိမယ်ကဲဒီတော့အပြင်6ပါးကရူပါယောသတ္တာယောဂန္နာယောရတ္တာယောဖုဒ္ဓပါယောဓမ္မာယောဘယ်နှပါအဲ့ဒီ6ပါးကအတွင်းလားအပြင်လားအပြင်မှာရှိတဲ့အရာတွေပေါ့အဲ့ဒီအပြင်မှာရှိတဲ့အရာတွေဒီအပြင်အာယတနာ6ပါးလို့မဟုတ်ဘူးလားတို့ပြင်အပြင်အာယတနာ6ပါးလို့ယောဂီတို့သိရအတွင်းအာယတနာ6ပါးလေအဲ့တော့အတွင်းအာယတနာ6ပါးကတခြားရှိတာလားကိုယ်မှရှိတာဒါကြောင့်တရားရှာရင်ကိုယ်မှရှာရပါတယ်တရားရှာရင်ဘယ်မှာရှာဆရာတော်ဘုရားကြီးမိန့်သွားတာပဲဟေ့တရားရှာရင်ဟေ့တလံမြလောက်သောခန္ဓာတွေရှာကြအလေးချင်းအချင်း35 40မရှိဘူးလားအဲ့ဒီခန္ဓာထဲမှာတခြားရှိတာလားတရားရှိတာကိုယ်လမ်းနဲ့ကိုယ်လိုင်းဘယ်နှလမ်းလမ်းရတလံမြလောက်သောခန္ဓာအလေးချင်း35အဲ့ဒီလောက်ရှိတဲ့ဒီခန္ဓာကြီးထဲမှာတခြားရှိတာတရားတွေရှိတာတို့ပြီးယောဂီတို့ရှာရမယ်ဌာနကဘယ်နှဌာနကဲမြန်မာလိုပြန်လိုက်တော့မျက်စိနားနှာခေါင်းလျှာကိုယ်စိတ်6ပါးမျက်စိဆိုတော့စက္ခာယရဏစက္ခာယရဏဆိုတာမျက်စိအကြည့်ပေါ့စက္ကုပတရမျက်စိအကြည့်မျက်စိအကြည့်ဆိုတာဟာမဟာဘုံ၄ပါးကိုကြည်လင်စေတတ်တဲ့သဘောမရှိဘူးလားဩမဟာဘုံ၄ပါးအကြောင်းလေးယောဂီတို့သင်တန်းထဲမှာပါသွားပါပြီနော်ပထဝီရဲ့အာဘောရဲ့ဝါယောရဲ့တေဇောရဲ့ပေါ့နော်အလုံးဓာတ်ဘယ်နှပါအဲ့တော့အဲ့ဓာတ်၄ပါးကတကူလုံးတက်လုံးဘယ်နေရာပဲကင်ကြည့်ကြည့်ဓာတ်ဘယ်နှပါရှိ၄ပါးပဲရှိမှဆိုအခုမျက်လုံးဆိုတော့မျက်စိဆိုတော့လေမျက်စိမှာဓာတ်ဘယ်နှပါတမှုကမျက်စိဆိုတာကတမှုကပညာပဲ
မျက်စိရှုရမှာလားဓာတ်ရှုရမျက်စိရှုလို့မရဘူးနော်ဘာကြောင့်လဲဆိုမျက်စိဒီပညာနဲ့ပြောတော့ဘာပညာတမူဝပညာခေါင်းခါခြေလဲမျက်စိပါးစပ်ဘာညာစသဖြင့်ဒီလို32ခုထာတာနာမည်မဲ့ထားတာကစာထဲမှာတမူဝပညာလို့မသိဘူးလားအဲ့တော့ပညာဒီဝိပဿနာရှုလို့ရပါသို့တော့ပညာဒီယောဂီတို့သင်ကြားရမှာပေါ့သိထားရမှာပေါ့ပယ်လို့ဖြစ်ပါပယ်ရင်သူ့ကိုပယ်ထားရင်ဘယ်မှာရှုလို့ရမှာလဲရပါမလားအဲ့ဒါကြောင့်မလို့မျက်စိဆိုတာတခြားလားပညာတို့ပြင်အဲ့မှာဓာတ်၄ပါးကပရမတ်ပေါ့၄ပါးသဘောလေးကပရမတ်၄ပါးသဘောပရမတ်ဆိုတာကတော့၄ပါးသဘောဒီတခြားလားယုတ်တရားလားယုတ်ကရုပ်ပိတိတိရူပံဆိုတော့ယုတ်ဒီတခြားတရားလားဖောက်ပြန်တဲ့တရားလားဖောက်ပြန်တဲ့တရားကပရမတ်ပေါ့မျက်စိဆိုတာကပညာမျက်စိဆိုတာက၄ပါးသဘောကပရမတ်၄ပါးသဘောကဒီတော့ဝိပဿနာရှုတဲ့ယောဂီတွေပရိစ္ဆေသမုပ္ပါမှာပညာပရမတ်ပညာပရမတ်ပညာပရမတ်တခါတည်းဒီလိုကွဲပြားသွားမယ်ခွဲသွားမယ်ဆိုရင်တရားရှုတဲ့နေရာမှာမလွယ်ဘူးလားအဲ့ဒီတော့ခက်ခဲနေတဲ့တရားတွေလွယ်ကူအောင်ဆရာတော်ကြီးမိန့်သွားတာပါပဲယောဂီတို့ရှင်းရောရှင်းလားဒါဘုန်းကြီးတို့ဉာဏ်နဲ့တလုံးမှမဟောနိုင်ဘူးဆရာတော်ဟောတာမှတ်မိသမျှကိုကျေးဇူးပြုနေတယ်လို့ယူပါယောဂီတို့ရှင်းလားကဲဒီတော့ခုနပြောတဲ့မျက်စိဆိုတာတခြားလားပညာအဲ့တော့နားဆိုတာလည်းပဲတခြားလားဓာတ်၄ပါးလားနားဆိုတာသူ့နာမည်မဲ့ထားတဲ့နော်နားဆိုပြီးတော့ပုံသဏ္ဍာန်သူ့ဟာနဲ့သူနာမည်ထပ်ခွဲလိုက်တော့တမူဝပညာပဲဘာပညာသို့တော့နားဆိုတာလည်းတခြားလားနာမည်မဲ့ထားလားနာမည်နဲ့ပြောတော့နာမပညာမဖြစ်ဘူးလားဒီလိုဖြစ်ရင်အဲ့ဒီဥစ္စာကိုပုံသဏ္ဍာန်နဲ့ပြောတဲ့ခါကျတော့နားပုံသဏ္ဍာန်ကိုဒီလိုခေါ်ပါလို့ဆိုတာလေတခြားလားတမူဝပညာအဲ့တော့ပညာရှုရမှာလားပရမတ်ရှုရအေးဒီလိုဖြစ်နားဆိုတာကပညာ၄ပါးသဘောကပရမတ်နားဆိုတာက၄ပါးသဘောကဒီလိုဖြစ်နှာခေါင်းဆိုတာကလည်းတခြားလားဓာတ်၄ပါးလားအဲ့ဒီလိုဖြစ်နှာခေါင်းဆိုတာကလည်းပညာ၄ပါးသဘောကလျှာဆိုတာလည်းပညာပဲလျှာလို့နာမည်မဲ့ခေါ်ထားတာလျှာဒီပုံသဏ္ဍာန်လျှာပါလို့တရားဓမ္မတွေမခေါ်ဘူးလားအဲ့ဒီလိုလျှာလို့ခေါ်ထားတာဒီတခြားလားပညာတရားလားဒီလိုဖြစ်သူ့မှာရှိနေတဲ့ဓာတ်၄ပါးသဘောသဘာဝကတန်ရင်ပရမတ်ဓာတ်၄ပါးကတန်ရင်ပရမတ်တဲ့ကိုယ်ဆိုတာဟာတစ်ခုလုံးတစ်ထည်လုံးပြန့်နှံ့ပြီးမတည်ဘူးလားကိုယ်မှာလည်းပဲဓာတ်ပဲနဲ့ပါဘုဒ္ဓယုတ်၄ပါးဓာတ်၄ပါးအဲ့တော့ဓာတ်၄ပါးလည်းပဲတခြားလားယုတ်တရားလားပြီးတော့ဒီယုတ်တရားတွေဒီမြဲတဲ့ယုတ်လားမမြဲတဲ့ယုတ်လားမမြဲတော့ကြောင့်သူဒီတခြားလားဖောက်ပြန်တဲ့သဘောလားအဲ့ဒါကြောင့်မို့လို့ကိုယ်ဆိုတာကပညာ၄ပါးသဘောကဓာတ်ပရမတ်ပေါ့ဒီတော့ကောင်းပြီဒီမှာစိတ်ဆိုတာကတော့နာမ်ပေါ့စိတ်တရားဌာနဒီမနောရိယဝတ္ထုကိုမမီဘူးလားဒီတော့မနောဟရိယဝတ္ထုဆိုတာကတော့ဒကာဓမ္မတွေဓာတ်၄ပါးပဲမနောဟရိယဝတ္ထုကသူထောက်ပြန်တဲ့သဘောကလည်းခုနသူ့မှာမရှိဘူးလားအဲ့ဒါကဓာတ်၄ပါးရဲ့ပရမတ်သဘောပေါ့မနောဟရိယဝတ္ထုကိုမှီပြီးဖြစ်ပေါ်တဲ့စိတ်ကြတော့တခြားတရားလားနံတရားလားဒီလိုဖြစ်ရင်အလုံးခြုံကြည့်လိုက်တဲ့အခါကျတော့ဒီ6မျိုးမှာမနောဟရိယဝတ္ထုလို့ယူလိုက်တဲ့တပိုင်းအလုံးဒီတခြားတရားတွေလားယုတ်တရားတွေလားမနောဟရိယဝတ္ထုကိုမှီ၍ဖြစ်ပေါ်တဲ့စိတ်ဒီတခြားတရားလားနံတရားလားပေါင်းလိုက်တဲ့အခါကျတော့ယုတ်နဲ့နာမည်ရှိပါလားရှင်းပြီနော်ဘာနဲ့ဘာပဲရှိအဲ့ဒီတော့စက္ခာယရဏလို့ဆိုလိုက်တဲ့ဒီမှာမျက်လုံးကြီးတစ်လုံးကိုယူလို့မရပါဘူးတဲ့စဆက်ကတုတ်လည်းပဲသေးသေးချာချာစာပေမှာရှိတာပဲနော်ဆရာတော်ဘုရားကြီးလည်းအကျဉ်းချင်းခါကအထက်တက်တရားဓမ္မတွေဆုံးမထားတာပဲနော်အဲ့တော့ဒီစက္ခာယရဏဆိုတာမျက်လုံးကြီးတစ်ခုလုံးယူလို့ရပါမျက်လုံးရဲ့အလေကောင်မှာမဟာပုတ်၄ပါးကိုကြည်စေနိုင်သောအလွားလေး9လွားလောက်ရှိတဲ့အကြည်တောင်းကောင်ပမာဏတဲ့အကြည်ဓာတ်သည်ရူပါယုံကိုထင်စေနိုင်တော့အကြည်မရှိဘူးလားအဲ့ဒီအကြည်ဓာတ်ဒီမဟာပုတ်၄ပါးကိုကြည်စေနိုင်တဲ့စွမ်းရည်တတ်တည်ရှိသောကြောင့်သူဒီလည်းတခြားတရားလားယုတ်တရားလားအဲ့ဒါကိုစက္ခုအကြည်လို့မခေါ်ဘူးလားတို့ပြီစက္ခုအကြည်ဒီစက်ဝိုင်းထဲမှာရှိတာလားကိုယ်မှာရှိတာလားကို
ကိုမှရှိနေတဲ့စက်ချုပ်အကူကြည်သည်တခြားတရားလားယုတ်တရားလားကိုရှိတဲ့မျက်စိကိုစက်ကုကိုယုတ်လို့သိလိုက်တာနဲ့တပြိုင်နက်တခြားသေးတာလားတက္ကရာဒိဋ္ဌိသေးတာပရိစ္ဆေသမုပ္ပါဖို့တန်လိုက်တာယောဂီတို့သူဆရာသမားရဲ့ကျေးဇူးကြောင့်အခုကြည်စမ်းအသိဉာဏ်နဲ့မသိဘူးလားကိုမျက်စိအကြောင်းလေးကိုသိလိုက်တာနဲ့တပြိုင်နက်ဒကာဓမ္မတွေတခါတည်းတက္ကရာဒိဋ္ဌိသိတာပဲကိုမျက်စိအကြောင်းကိုသိတယ်ဆိုတာတခြားမြင်လို့လားယုတ်မြင်လို့ဒီလိုပြင်ဒီယုတ်ထဲမှာငါပါရဲ့လားယုတ်ထဲမှာငါမပါဘူးငါထဲမှာယုတ်ပါရဲ့လားယုတ်တည်လဲငါဟုတ်ကဲ့လားငါတည်လဲယုတ်ဟုတ်ကဲ့လားအဲ့ဒါတက္ကရာဒိဋ္ဌိဒီတိုင်း၄ချက်လောက်ဖြုတ်သွားလို့မရဘူးလားအဲ့ဒီလိုအတိနဲ့ဖြုတ်သွားလို့အတိနဲ့ပြုတ်ပြီးလို့အပွားနဲ့မြန်ဖြုတ်လိုက်ရင်ဒကာဓမ္မတွေ9ရက်9လ9နှစ်အတွင်းမှာဒီကလေးလူချင်းနဲ့မိတ်ညံပူညံမရနိုင်ဘူးလားအဲ့ဒါကြောင့်ဒီကနေ့အမတန်အချိန်ကောင်းအခါကောင်းအခွင့်ကောင်းဟာနိဗ္ဗာန်ဆိုတဲ့တရားဟာတကယ်တော့အမတန်နဲ့ခဲခဲသိမှုတဲ့တရားပါပဲသို့တော့နီးမှန်လမ်းမှန်ဆရာမနဲ့တွေ့တဲ့ခါကျတော့ဒကာဓမ္မတွေဝေးတာလားနီးတာလားဒါကြောင့်နိဗ္ဗာန်ဒီအဝေးမှုအနီးကလေးပါတရားအလုံးလုံးတဲ့ပုဂ္ဂိုလ်တွေအတွက်တော့အနီးကလေးပဲဒီတော့တရားမလုံးတဲ့ပုဂ္ဂိုလ်တွေအတွက်တော့နိဗ္ဗာန်မရှိပါဘူးနိဗ္ဗာန်ဒီအပြောသမားအတွက်လားအလုံးသမားအတွက်လားအဲ့ဒီတော့ယခုဒီမျက်စိနဲ့ပတ်သက်ပြီးတော့အကျိုးအကြောင်းတွေကိုသိသွားတဲ့ခါကျတော့အဲ့ဓာတွေကိုမြင်အောင်တခြားလို့ရမှာလားကြည့်ရမှာကြည့်တာမဲ့ခင်ဘယ်နှပါးနဲ့ကြည့်ရမှာမဲ့ခင်၅ပါးကဘာတွေလဲတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါယမတမ္မာတတိတမ္မာသမာဓိမဲ့ခင်ဘယ်နှပါးဒီမဲ့ခင်ကိုဆရာတော်ဘုရားကြီးမိန့်သွားတာလားလောကီမဲ့ခင်လည်းမခေါ်ဘူးလားဝိပဿနာမဲ့လည်းမခေါ်ဘူးလားပေစင်ကိကမဲ့မခေါ်ဘူးလားမဲ့ရှိပြီးမခေါ်ဘူးလားအဲ့ဒီလိုသူ့အမိလေးတွေနဲ့သူခေါ်ပြီးမဲ့နောက်ဆုံးတော့ငါတို့အားတုံနေတဲ့တရားဒီ၅ပါးပဲလို့နားလည်ဖို့အရေးမကြီးဘူးလားအဲ့တော့နာမည်တွေအများကြီးကတော့ဘုဒ္ဓအနေနဲ့တော့သင်ထားပါကြက်ထားပါဘာကြောင့်လို့ဆရာတော်ညွှန်ထားတာပဲအလွယ်ကြက်မှသိစေအပ်သည်ကြက်ကိုမထားလို့မရဘူးတုတ္တဝါအရိယတာဝကောကိုဒါတွေသိမထားလို့ကြက်မထားလို့ရပါအဲ့ဒီလိုကြက်ထားတဲ့သိထားတယ်ဆိုတော့တရားတော်တွေပရိယသာသနာမကိမ့်ဘူးလားအဲ့ဒီကြက်မှတ်ထားတဲ့ပုံမှာသေးသေးချာချာဉာဏ်မဲ့ခင်၅ပါးနဲ့ကြည့်လိုက်တဲ့ခါကျတော့မျက်စိမြင်ရမှာလားအကြည့်မြင်ရမှာမျက်လုံးကြီးတစ်လုံးမြင်ဖို့မလိုဘူးအကြည့်တက်ကလေးကိုမြင်ရအဲ့တော့အကြည့်တက်ကလည်းပဲဉာဏ်နဲ့ကြည့်လိုက်တဲ့တော့ဘုဒ္ဓယုံ၄ပါးကိုကြည်သိနိုင်တော့တခြားတွေ့ရမှာလားရုပ်တွေ့ရဘယ်ရုပ်မှန်သမျှတရားဓမ္မတွေမြဲတဲ့ရုပ်လားမမြဲတဲ့ရုပ်လားချမ်းသာတဲ့ရုပ်လားဆင်းရဲတဲ့ရုပ်လားအစိုးရတဲ့ရုပ်လားအစိုးမရတဲ့ရုပ်လားအဲ့တော့အနိစ္စဒုက္ခအနတ္တဒီလိုလက္ခဏာ၃ပါးကိုမြင်လိုက်ပြီဆိုတဲ့ကကဲယောဂီတို့ဉာဏ်မကိမ့်ဘူးလားအဲ့ဒီဉာဏ်ဆိုတာတခြားလားမဲ့ခင်၅ပါးလားအဲ့တော့အဲ့ဒီမဲ့ခင်၅ပါးနဲ့ကျင့်ရုပ်လဲရုပ်ကိုပိုင်းခြားသိနာမ်လဲနာမ်ကိုပိုင်းခြားပြီးတော့မသိရဘူးလားရုပ်နဲ့နာမ်ကိုပိုင်းခြားသိလိုက်တဲ့အခါကျတော့နာမရူပပရိစ္ဆေဒဉာဏ်မရဘူးလားအဲ့တော့ရုပ်ကိုပိုင်းခြားသိတဲ့အခါကျတော့ရူပပရိစ္ဆေဒဉာဏ်မရဘူးလားနာမ်ကိုပိုင်းခြားကြည့်တဲ့အခါကျတော့နာမပရိစ္ဆေဒဉာဏ်မရဘူးလားဟောဒီပရိစ္ဆေသမုပ္ပါယုံနာမ်ကိုပိုင်းခြားပြီးတော့သိလိုက်ရင်ယောဂီတို့လူချင်းရောက်ပြီပေါ့ဒါကြောင့်နိရဏဝကဘယ်လိုလာလဲဆိုတော့ဟုတ်လားနာမရူပေပရိညာတိအရိယတဝကတနတ္ထိကိဉ္စီဥတ္တရိကရိဏိယံတိနိရဏဝကတန်ရုပ်ဘုန်းကြီးများကြက်ထားရပါတယ်ဒီပါဠိတော်လေးလည်းရဘူးပါတယ်နော်နာမရူပေပရိညာတိအရိယတဝကတနတ္ထိကိဉ္စီဥတ္တရိကရိဏိယံတိတဲ့နာမရူပေဆိုတော့ယုံနဲ့နာမ်ကိုပိုင်းခြားပြီးတော့သိသိရှိတော်တဲ့အရိယတဝကတအရိယတပိတဝကတို့သည်တဲ့ဘာမှဒီလောက်တခြားဟာတွေလုံနေကြမလို့တော့ဘူးတဲ့တခြားဟာတွေရှာနေကြမလို့တခြားကြည့်ရမှလားယုံနာကိုပဲကြည့်ရတို့ပြင်ယခုအဲ့ဒီယုံနာကတခြားယုံနာလားပဋိစ္စသမုပ္ပါယုံနာပရိစ္ဆေသမုပ္ပါယုံနာကိုမြင်တော့တခြားဉာဏ်ရလာလားနာမရူပပရိစ္ဆေဉာဏ်ရလာဒီတော့ဒီယုံနာဒီဘာယုံနာပဋိစ္စသမုပ္ပါယုံနာဘာယုံနာပဋိစ္စသမုပ္ပါယုံနာကိုမြင်လိုက်တော့လည်းပဲပစ္စယပရိက္ခဉာဏ်မရဘူးလား
ကျေးဇူးများလိုက်တဲ့ယောဂီတို့အဲ့ဒီတော့ယောဂီတို့ကြည်နေတဲ့ငဉ္ဉံ၅ပါးနဲ့ကြည်နေတဲ့ဥမာမျက်စိအကြည့်ယုံနာမဲ့ဖြစ်ဖြစ်နားအကြည့်ယုံနာမဲ့ဖြစ်ဖြစ်ဘယ်ယုတ်ဘယ်နံဘယ်ယုတ်ကိုပဲကြည့်ကြည့်ဘယ်နံကိုပဲဖြစ်ဖြစ်နောက်ဆုံးတော့လက္ခဏာတွေမပေါ်ဘူးလားဘာလက္ခဏာတွေပြမလဲဆိုရင်အနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာဒီလက္ခဏာတွေမပြဘူးလားအဲ့ဒီလက္ခဏာတွေပြတာတခြားကပြတာလားအရှုကံကပြတာယုတ်ကလည်းမပြဘူးလားနာကလည်းမပြဘူးလားအဲ့ဒါကိုယုတ်တို့နာတို့ကနေပြီးတော့သူ့ကိုကြည့်ပါလို့ပြနေတဲ့ကမှာကိုကမကြည့်မြင်မအဲ့ဒီလိုကြည့်တာတခြားနဲ့ကြည့်တာလဲမဲ့ကင်၅ပါးနဲ့ကြည့်တာမဲ့ကင်၅ပါးနဲ့ကြည့်လိုက်ပြီဆိုတော့တခြားဉာဏ်ရတာလားလက္ခဏာဉာဏ်ရတာလက္ခဏာဉာဏ်ရရင်တရားဓမ္မတွေလူပြည့်ကျိုးနှက်ပြီပေါ့အဲ့ဒီလိုလက္ခဏာဉာဏ်ရပြီဆိုလို့ရှိရင်ယောဂီများပေါ့လို့တော့မရတော့ဘူးစัจ जा မရှိအာထုံမှာပေါ့ဘယ်လိုအာထုံอ่ะမြတ်စွာဘုရားကအာထုံဖို့အရိယာဘုဘယ်နှပါလျောင်းထိုင်ရက်သွားအဲ့ဒီ၄ပါးလုံးနဲ့အာထုံမှာတဏီကုံအာထုံလို့ရမှာထိုင်မှုတစ်ခုတည်းနဲ့အာထုံတဏီကုံထိုင်နိုင်မှာရက်မှုတစ်ခုတည်းနဲ့အာထုံတဏီကုံရက်နိုင်မှာရှောက်မှုတစ်ခုတည်းနဲ့အာထုံတဏီကုံရှောက်နိုင်မှာဒီလိုဖြင့်ထိုင်တဲ့အချိန်ထိုင်လိုက်ရက်တဲ့အချိန်ရက်လိုက်ရှောက်တဲ့အချိန်ရှောက်လိုက်ပေါ့နောက်တစ်ချိန်ဟာအခုတရားချိန်ခုဒီမှာဘယ်နှချိန်ပေးထားတာလဲလျောင်းတဲ့အချိန်မပါဘူးနော်တတိထားယောဂီတို့ပါလားအဲ့ဒါတော့မထည့်မပြောနဲ့လေနော်အဲ့တော့ဒီလျောင်းတဲ့အချိန်ထည့်လို့တော့မကြိုက်ဘူးထင်တယ်နေ့လေ12နာရီဝဲအချိန်အဲ့ဒီအရိယာပုဂ္ဂလိနဲ့ရှုခိုင်းရင်တော့သိကောင်းပါအိပ်ကောင်းပါမလွယ်ဘူးဟုတ်လားအဲ့တော့ကိုလျောင်းတဲ့အချိန်ကြတော့လေလျောင်းတဲ့ရှုမှတ်မှုနဲ့မလျောင်းရဘူးလားအဲ့ဒါကတော့ညအိပ်ဆောင်ဝင်တဲ့အချိန်ကြတော့ရှုပေါ့ဗျာအခုနှိကင်းအခုမနေ့4နာရီခွဲကနေပြီးတော့ညတရားသိမ့်တဲ့ချိန်ထိအောင်မလျောင်းရဘူးနော်ထိုင်ရဲနဲ့အာထုံရှောင်းအာထုံရက်အမှုရတဲ့အာထုံရမှာသို့တော့အဲ့ချိန်နဲ့အာထုံပြီးတော့စားတဲ့ချိန်အာမထုံလို့လည်းမဖြစ်သေးဘူးဆရာတော်ကအာဟာရစားတဲ့အခါမှာအာဟာရ3ဆောင်လုံးဆရာတော်မသိဘူးလားသိတာပဲအာဟာရ3ဆောင်တဲ့အခါမှာအာဟာရ3ဆောင်တာကိုမြန်ရှုမှတ်မှုမရှိရင်တခြားဖြစ်မှာလားကျွေးတင်ပါလားကျွေးတင်တန်လျာခန္ဓာနဲ့ဆက်ရမယ်လေကျွေးတင်ပါလို့ဘာဖြစ်မှာအဲ့တော့ခုနဇင်ဝါကန်းရောက်တဲ့အခါကျတော့ဒီလိုထမင်းလေးစွမ်းလေးဖုံးပြီး3ဆောင်တဲ့အချိန်ခါမှာဒီလိုမြဲရှုမှတ်မှုမရှိလို့ရှိရင်ယောဂီတို့ကျွေးတင်သွားမှာပေါ့အဲ့ဒီလိုကျွေးမတင်ရအောင်လေခုနစัจ जा မရှိရအောင်သွန်း3ဆောင်နေရင်လည်းပဲတခြားလို့ရမလားရှုရအဲ့ဒီလိုရှုနေတွေဆရာတော်ဘုရားကြီးသင်ထားတာပဲအဲ့ဒါကိုကသာမလိုက်လာနိုင်လို့အတန်ဟာသွားတာပေါ့ဆရာတော်ကမိုးလေးမိုးချုပ်တနေ့တာရှုလိုက်လို့ရှိရင်ဘောဓိကုမရတုတ်တန်ကိုထောက်ပြီးတော့မဟောခဲ့ဘူးလားမနေ့အားထုတ်ရင်ညနေအားထုတ်ရင်အဲ့ဒီတော့အာမခံနဲ့ဟောဖားလေခဲ့နဲ့အာမခံနဲ့ဟောထားလေနဲ့မရဘူးသေးဘူးဆိုရင်တော့တရားဓမ္မတွေကိုညံ့ရရောက်တာပေါ့ရှင်းရောရှင်းရလားဆရာတော်ဘုရားကြီးကအဲ့ဒီအပြောတင်ပြောတာမဟုတ်ဘူးအလုံးလဲအဲ့တိုင်းလှုပ်သွားတာအဲ့ဒီတိုင်းလှုပ်သွားသည့်အတွက်ကြောင့်ဆရာတော်တရားဓမ္မတွေဓာတ်တော်မကျွေးဘူးလားဒါကြောင့်ဘုန်းကြီးဆရာတော်အထုတ်တဲ့နေရာကတော့ဟုတ်လားကိုနှစ်တိုင်းသွားပြီးတော့ဥတိုက်ပါတယ်ဘောဗရန်ကူမှာဆရာတော်ဒီနည်းနဲ့အထုတ်သွားတာဟိုမှာရှိတဲ့ပုဂ္ဂိုလ်တွေမေးတော့လည်းပဲဒီလိုပဲအထုတ်သွားတာတဲ့ဆွန်းတောင်မှပဲအောက်ဆင်းဖုံးကြီးမှာဖုံးတာအဲ့မှာရှိတဲ့မုဂ္ဂုတ်တရားဓမ္မတွေဆွန်းဟိုတက်ပို့တယ်လို့တော့ဘုန်းကြီးဘုသူတာရပါတယ်လေတို့ဆရာတော်ကြီးဒီလိုအထုတ်သွားလို့ဓာတ်တော်တို့ကျွင်းတာအဲ့တော့ခုရှိနေတဲ့ယောဂီတွေလည်းပဲဆရာတော်ရှိကနေပဲတက်တက်ပြသွားတာကိုလိုက်အားထုတ်ရင်လည်းပဲမရနိုင်ဘူးလားအဲ့ဒါကိုကယောဂီတို့တွေတရားတရားအားစီးကြီးပဲအားတက်ဆရာမကောင်းဘူးလားအားတက်ဆရာကောင်းမယ်ဆိုလို့ရှိရင်ခုဆရာတော်ပြတာတဲ့နီလန်ဒီခန္ဓာပရိစ္ဆေသမုပ္ပါနားလဲဖို့ပါပဲအဲ့တော့ခန္ဓာပရိစ္ဆေသမုပ္ပါပေါ်တဲ့ဌာနဘယ်နှဌာနကဲဒီတော့အာယတနာနဲ့ပြောတော့စက္ခာယတနာသောတာယတနာ
ကာနာယရဏဇိဝါယရဏကာယယရဏမနာယရဏအာယတနာဘယ်နှပါအဲ့ဒါကိုမြန်မာလိုပြောလိုက်တော့မျက်စိနာနှာခေါင်းလျှာကိုယ်စိတ်ဘယ်နှမျိုးဒါကြောင့်ခုနမျက်စိဆိုတာဒီတစ်ခုလုံးကိုယူလို့ရပါဓာတ်လေးပါးကိုခြေပြတာနဲ့တပည့်ဟာမျက်စိဆိုတာယုတ်တရားလားနံတရားလားယုတ်တရားဆိုတာသိပြီဓာတ်လေးပါပဲရှင်းရောရှင်းလားရှင်လုံးယုတ်ကြီးကိုတရားဓမ္မတွေရေတွေပါတယ်ညေတွေထည့်ပြုတ်ပြီးဖွဲခဲဆလဲနေပြီးတော့ဗဗုဇရာကိုအထုခိုင်းတဲ့ဥပမာကိုပြလိုက်တော့အော်မျက်စိဆိုတာလည်းပဲဓာတ်ပဲနဲ့ပါနားဆိုတာလည်းအဲ့ဒီတော့နားဆိုတဲ့ဓာတ်လေးပါမှာလည်းပဲတရားဓမ္မတွေဒီနားကြီးတစ်ခုလုံးကိုယူလို့ရပါဟိုးနားလည်းကောင်းပါလားနားစီလေးဆိုတာမရှိဘူးလားဒီတော့ဘုဒ္ဓယုတ်၄ပါးကိုအကြည်တက်ကလေးပေးနိုင်တဲ့ဒီအရာလေးဒီတခြားလားသောတာပတ္တာရအကြည်လားအဲ့ဒါဒီတခြားတရားလားယုတ်တရားလားဒီလိုဖြစ်ရင်နှာခေါင်းဆိုတာလည်းပဲဒီတစ်ခုလုံးကြီးကိုယူလို့ရပါဟိုးနှာခေါင်းရဲ့အလဲကောင်းမှာဒီစိတ်ခွာတန်တန်ရှိတဲ့နော်အရာလေးတစ်ခုရှိပါတယ်အဲ့ဒီအကြည်တက်ကလေးဒီဘုဒ္ဓယုတ်၄ပါးကိုကြည်လင်စေနိုင်တဲ့သဘောမရှိဘူးလားဒီတော့ဘုဒ္ဓယုတ်၄ပါးကိုကြည်လင်တဲ့ဟိုကအနတ်တွေကိုသူဒီကြည်လင်နိုင်အောင်ဖန်တီးပေးနိုင်တဲ့အကြည်တက်ကလေးတစ်ခုရှိပါတယ်အဲ့ဒီအကြည်တက်ဒီတခြားတရားလားယုတ်တရားလားအဲ့ဒါကိုခန္ဓာပတ္တာရအကြည်လို့မခေါ်ဘူးလားကဲဒီလိုဖြစ်ရင်ဇေဝဆိုတာတခြားလားလျှာလားလျှာပြားကြီးတစ်ခုလုံးကိုယူလို့ရပါဒီတော့လျှာရဲ့အလေကောင်းမှာညောင်ရဲ့တန်တန်ရှိတဲ့ဘုဒ္ဓယုတ်၄ပါးကိုကြည်စေနိုင်တော့အကြည်လေးဓာတ်တစ်ခုလေးမရှိဘူးလားအဲ့ဒီအကြည်ဓာတ်ဒီလျှာရဲ့အလေကောင်းမှာရှိပါတယ်ယောဂီတို့အဲ့ဒီတော့အဲ့လျှာအလေကောင်းရှိတဲ့အကြည်ဓာတ်နဲ့အယတာနဲ့တွေ့မှဒါလျင်အယတာကိုပေါ်လွင်စေပါတယ်အယတာကိုပေါ်လွင်စေအောင်ကြည်နေအောင်ဖန်တီးပေးတာဒီတခြားလားဒီကအကြည်ဓာတ်လားလျှာကြတော့လျှာအကြည်ပေါ့ဗျာဘာကြည်ပါလိအေးဒီတော့ကိုကြတော့ကိုကြည်မရှိဘူးလားဒီတော့ကိုမှလည်းပဲတစ်ကလုံးတစ်ထလုံးပြန့်နှံ့ပြီးတော့မရှိဘူးလားအဲ့တော့တစ်ကလုံးတစ်ထလုံးပြန့်နှံ့ပြီးတဲ့ကိုကြည်မရှိတဲ့နေရာကတော့ဆံမင်းရဲ့လက်သေးခြေသေးနော်သွားအယိုးအနဖေးပေါ့နော်ဒီလိုနေရာတွေမှာအကြည်မရှိဘူးကြံတဲ့နေရာတွေမှာအကြည်တတ်မရှိဘူးလားအဲ့တော့ဟိုကဖုဒ္ဓဘာဆိုတဲ့အတွေ့အထိနဲ့တွေ့တဲ့အခါမှာထင်ရှားအောင်ပြတ်သားအောင်ကြည်လင်ပေးနိုင်တဲ့တတ္တိတိတခြားတရားလားယုတ်တရားလားဒါကိုကာယပတ္တာရအကြည်လို့မခေါ်ဘူးလားဟောဒီတော့မနောဆိုတာကတော့မနောဝိညာဉ်ပေါ့ရှင်းရောရှင်းလားအဲ့တော့ကျန်တဲ့ဒီ၅မျိုးကကိုယ်တိုင်းသွားတဲ့ခါကျတော့တခြားလားယုတ်တရားလားဒီတော့မနောဆိုတဲ့စိတ်ဒီတခြားလားနံတရားလားဒီလိုဖြစ်ရင်အတွင်းအာယတနာ6ပါးမှာယုတ်ကဘယ်နှပါ5ပါးနံကတပါးပဲဒီတော့ဟောဒီမနောဒီတခြားလားနံလားအေးဒီတော့ကောင်းပြီဩဒီအာယတနာမှာခုနဗါတယ်လေစက္ခာယရဏသောတာယရဏဂာနာယရဏဇိဝါယရဏကာယယရဏမနာယရဏဆိုတော့အာယတနာဘယ်နှပါအဲ့တော့အဲ့ဒီအာယတနာ6ပါးဒီစက်ဝိုင်းထဲမှာရှိတာလားကိုယ်မှာရှိတာဒီတော့သူ့အာယတနာနဲ့သူ့အာယုံနဲ့မတိုက်ဘူးလားဒါကိုစာပေမှာဓွာရလို့လည်းပဲခေါ်ကြပြန်ဓွာရဆိုတာတခြားလားအပေါက်လားမြန်မာလိုဆိုတော့အပေါက်ပေါ့စကုဓွာရသောတာဓွာရဂာနဓွာရဇေဝဓွာရကာယဓွာရမနောဓွာရဓွာရဘယ်နှမျိုး6မျိုးကိုခေါ်ပြန်တယ်ဒီတော့ဘာတွေပဲခေါ်ခေါ်အရေးကြီးတော့ငါမျက်စိလိုပဲခေါ်ခေါ်စက္ခုလိုပဲခေါ်ခေါ်အရေးကြီးတော့ငါရုပ်ရတော့အော်မျက်စိအကြည့်ရုပ်တရားမြင်မှုအရေးမကြီးဘူးလားဆိုတော့မျက်စိလိုဘာလို့ဒီလိုမျိုးခေါ်နေတာကပရိယတ်အနေနဲ့သိထားမှာပေါ့ပฏิပတ်အနေနဲ့ကြည့်တဲ့အခါကျတော့တခြားမြင်ရမှာလားရုပ်မြင်ရမှာလူပြည့်ကြည့်တဲ့အခါကျတော့ရုပ်မြင်ုံနဲ့ကြည်နဲ့လို့ရပါရုပ်ကဖြစ်ပြသဘောကိုမြင်မှာပေါ့ရှင်းပြီနော်အဲ့ဒီဖြစ်ပြသဘောကိုမြင်နိုင်မှုအတွက်ကကျင့်ရတာကတော့လွယ်ပေမဲ့သိဖို့ကြတော့မခက်ဘူးလားဒါကြောင့်ဝိပဿနာဆိုတာအကျင့်မခက်အသိခက်ပါတယ်ကဲဒီတော့ကောင်းပြီအဲ့ဒီလိုအတွင်းအာယတနာတွေရှိတော့အပြင်အာယတနာကလည်းမရှိဘူးလားအပြင်အာယတနာကစာလိုပြောတော့ရူပါယုတတ္တာယုခန္ဓာယုရတ္တာယုဖုဒ္ဓဘာယုဓမ္မယုနဲ့အာယုံဘယ်နှပါ
အာယုံ6ပါးအဲ့ဒီအာယုံ6ပါးကိုကာမဂုဏ်နဲ့ပြောတဲ့ခါကျတော့5ပါးပဲယူလိုက်တယ်ကာမဂုဏ်ဘယ်နှပါလဲဒီတော့ရူပယုံတတ္တံကန္နောရတံဖုဒ္ဓပယုံဒါကာမဂုဏ်5ပါးပေါ့လားဒီတော့အာယုံနဲ့ယူတဲ့ခါကျတော့အာယုံ6ပါးပေါ့ရှင်းပါတယ်နော်ဒီတော့အဲ့ဒီလိုဒီအခန္ဓာ6ပါးအတိုက်တိုက်6ပါးနှစ်ခုဒီသူ့ द्वार နဲ့သူ့အာယုံနဲ့မတိုက်ဘူးလားသူ့အာယတနာနဲ့သူတိုက်မယ်ပေါ့ဒီတော့စက္ခယရဏဆိုတဲ့စက္ခု द्वार ဒီတခြားနဲ့တိုက်တာလားအစင်းနဲ့တိုက်တာဒီလိုပြင်အစင်းနဲ့တိုက်ပြီဆိုတဲ့ကယောဂီတို့အတလွတ်ဖြစ်တာလားမြင်စိတ်ပေါ်တာဒါကိုပရိစ္ဆေသမုပ္ပါဆရာတော်ဘုရားကြီးရဲ့ဆက်ဝိုင်းစာရွက်တွေကြည့်လိုက်တော့ဒါဒီစက္ခုဝိညာဉ်လို့မခေါ်ဘူးလားမျက်စိနဲ့အစင်းတိုက်တော့ဘာဝိညာဉ်ပေါ်တာလဲဒါကိုစက္ခုသာပရိစ္ဆေရူပေသာဥပ္ပဒရိစက္ခုဝိညာဏံလို့ခန္ဓာပရိစ္ဆေသမုပ္ပါမလာဘူးလားဒီလိုပြင်မျက်စိဆိုတာတခြားလားစက္ခုလားစာလို့ဆိုတော့စက္ခုမြန်မာလို့ဆိုတော့မျက်စိရူပယုဆိုတာတခြားလားအစင်းလားစာလို့ခေါ်တော့ရူပယုမြန်မာလို့ခေါ်တော့အစင်းအဲ့တော့ဟောဒီစက္ခုဆိုတဲ့မျက်စိနဲ့ရူပယုဆိုတဲ့အစင်းနှစ်ခုပေါင်းစုံတဲ့အခါကျတော့မြင်စိတ်မပေါ်ဘူးလားအဲ့ဒီမြင်စိတ်ကိုတခြားခေါ်တာလားစက္ခုဝိညာဉ်ခေါ်တာလို့ပြင်စက္ခုဝိညာဉ်ဒီမနေ့ကပေါ်တာလားယခုပေါ်တာလားဒီလိုယခုပေါ်တဲ့အတွက်ဒီဝိညာဉ်ဒီတခြားဝိညာဉ်လားပုတ္တိဝိညာဉ်လားအဝိဇ္ဇာပစ္စယသင်္ခါရကြောင့်အမွေဝမ်းထဲမှာဝိညာဉ်မစခဲ့ဘူးလို့ပြင်အဲ့ဒီအဝိဇ္ဇာပစ္စယသင်္ခါရအကြောင်းတရားကြောင့်ဖြစ်ပေါ်တဲ့ဝိညာဉ်ဒီတခြားဝိညာဉ်လားပရိသေဝိညာဉ်လားဟောယခုမျက်စိနဲ့အစင်းနဲ့နှစ်ခုပေါင်းစုံလို့ဖြစ်ပေါ်တဲ့ဝိညာဉ်ဒီတခြားဝိညာဉ်လားပုတ္တိဝိညာဉ်ဘာဝိညာဉ်ပါလဲတို့ပြပုတ္တိဝိညာဉ်တခုလေးပေါ်တာနဲ့ဒီပိုင်းနဲ့စိတ်တစ်စိတ်ပေါ်တာပေါ့စိတ်ဘယ်နဲ့စိတ်ပေါ်စိတ်တစ်စိတ်ပေါ်တိုင်းတခြားလားယုံနဲ့နံအကျဉ်းချက်လိုက်တော့တခြားခန္ဓာ၅ပါးအကျဉ်းချုပ်လိုက်တော့အကျဉ်းချက်လိုက်တော့အဲ့ဒီခန္ဓာ၅ပါးကမနေ့ကပေါ်တဲ့ခန္ဓာလားယခုပေါ်တာမနေ့ဖြစ်ငါမှပေါ်မှာလားယခုပေါ်တာလားအဲ့တော့ဒီခန္ဓာကိုပစ္စုပန်တဲ့ခန္ဓာလို့မခေါ်ဘူးလားပဋိစ္စသမုပ္ပါခန္ဓာလို့မခေါ်ဘူးလားအဲ့တော့အဲ့ဒီပဋိစ္စသမုပ္ပါခန္ဓာဒီစက်ဝိုင်းနဲ့ရှိတာလားကိုယ်ဖြစ်နေတာကိုယ်ဖြစ်နေတဲ့ခန္ဓာကိုကိုမသိတာဒီတခြားလားအဝိဇ္ဇာလားမသိတဲ့အတွက်ဒီမြင်ဖြစ်ပေါ်နေတဲ့ခန္ဓာပေါ်မှာတွေ့တာဒီတခြားလားတဏှာလားဒီတော့တဏှာလာတဲ့ဒီပဲလေဆွဲလန်းမှုဥပါဒံမလာဘူးလားဥပါဒံလာတာနဲ့ပြုလို့ဆောင်ရတဲ့ကံနေမလာဘူးလားဟောကံနေလာပြီဆိုတဲ့ဇာတိနေပါမလားအဲ့ဒီလိုဇာတိရပြီလို့ပြောတဲ့နောက်ဘက်ပရိစ္ဆေသုံးပတ်တွေမဆက်ဘူးလားဒီလိုဆက်သွားတာကတခြားကြောင့်လားမမြင်လို့လားမမြင်လို့ဆက်တာပါမြင်ဆက်ပါဦးအဲ့တော့ယခုယောဂီတို့ကနေတတိတဝိရိယစိုက်ပညာနဲ့ရှုလိုက်တော့မြင်သွားပြီပေါ့ဒါကြောင့်တတိသိအရေးကြီးပါတယ်တတိဆိုတာပိုတယ်လို့ရှိလားသမာဓိတွေပညာတွေဝိရိယတွေတရားတွေတန်ပိုခြင်းပိုမယ်ပေါ့တတိဆိုတာပိုတယ်လို့မရှိတော့တတိတဝိရိယစိုက်ပညာနဲ့ရှုတော့တတိထားလို့ရှိရင်အစသအရာရာပေါ်တာတွေမမြင်ဘူးလားမြင်လဲမြင်တာကိုမြင်သိမယ်နော်ကြားလဲကြားတာကိုသိမယ်ပေါ့နော်အဲ့တော့အခုမြင်တဲ့အကြောင်းပြောတော့မြင်တာလေးကိုသိလိုက်ပြီဆိုကြပါစို့မြင်တာသည်ငါသိသူသိယောက်ျားမိန်းမသိတာလားယုံနာလားအဲ့ဒါကသာသနာတွင်ယခင်ကဒကာတော်ကသိနေတာသူမြင်ငါမြင်ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva မြင်နဲ့မပြောဘူးလားအဲ့ဒီလိုအမြင်ဒီတခြားလားသာသနာပါလားမျက်လုံးလေးတစ်လုံးကတင်သာသနာတွင်သာသနာပါယောဂီတို့ကွဲပြားသွားပါတယ်ရှင်းရောရှင်းလားအဲ့ဒီတော့ယောက်ျားမင်းမပုဂ္ဂိုလ်တ attva လို့မြင်တာဒီတခြားလားကံမြင်လားဟောရုပ်ပဲရုပ်နာမဲလို့မြင်လိုက်ဒီတခြားလားဉာဏ်မြင်လားဒီလိုပြင်ကံမြင်နေုံနဲ့သာသနာမကိမ့်သေးဘူးပေါ့ဘာမြင်မြင်မှသာသနာကိမ့်မှာအဲ့တော့ဉာဏ်မြင်နိုင်အောင်အားနေလို့မြင်မှမှာအလကားနေလို့မြင်မှမှာဟိုးတာရည်သမီးစီဝါရေးလူမှုရေးတဲ့လောဘဒေါသမောဟတွေနဲ့လုံထွေးနေရောမြင်မှမှာ
အဲ့ဒီလိုအစတကြကိလေသာတွေကိုဤပေါင်းစုံနဲ့ပယ်ခွာပြီးတော့မှစူးစိုက်ပြီးတော့ဒါကိုကြည့်လိုက်တဲ့အခါကျတော့အော်မြင်နိုင်ယောက်ျားမိန်းမတွေ့တာလားခန္ဓာတွေ့တာလားဒီလိုပြည့်မြင်တဲ့ခန္ဓာမှာမြဲတဲ့ခန္ဓာလားမမြဲတဲ့ခန္ဓာဟောအစင်းနဲ့မျက်စိနဲ့တွေ့လိုက်တဲ့အခါကျတော့မြင်နေရှိသေးရဲ့လားမရှိတာဒီတခြားလားအနိစ္စအဲ့ဒီအနိစ္စဒီပလင်တရားဓမ္မတွေချမ်းသာရဲ့လားမချမ်းသာသောကြောင့်သူဒီနဲ့တခြားလားဒုက္ခပဲလားဒုက္ခဆိုတာတခြားတရားလားဆင်းရဲတဲ့တရားလားဆင်းရဲတာကြီးမြန်သဘောကျရဲ့လားမကြဘူးဆိုရင်ယောဂီတို့ဆွဲထားလို့ရပါမယ်ဟေးဆွဲထားလို့မရသူ့ကြောင့်နဲ့သူ့သဘောသူဆောင်နေသောကြောင့်တခြားလားအနတ္တဒီလိုဖြစ်ရင်မျက်စိနဲ့ဆင်းနဲ့တိုက်တဲ့အချိန်ခါမှာယုံနာလေးပေါ်လာလို့အဲ့ဒီယုံနာကိုမိမိတို့မဲ့ခင်၅ပါးနဲ့ကြည့်လိုက်တဲ့အခါကျတော့တရားဓမ္မတွေလက္ခဏာဆိုတဲ့အနိစ္စဒုက္ခအနတ္တတွေမပေါ်ဘူးလားဒီလိုဖြစ်အဲ့ဒီလိုပေါ်တာဒီတခြားခန္ဓာမြင်လို့လားပဋိစ္စသမုပ္ပါခန္ဓာမြင်လို့ဒီလိုပဋိစ္စသမုပ္ပါဆိုတာကစိတ်တိတ်ပေါ်တိုင်းခန္ဓာဘယ်နှပါအဲ့ဒီစိတ်တိတ်ပေါ်တဲ့ခန္ဓာ၅ပါးဒီမိုးပေါ်ကကြတာလားဘုရားသခင်ရဲ့အလိုတော်ကြလားဗြဟ္မာတရားကဖန်တီးတာလားမဟုတ်ပါဘူးအကြောင်းတရားကြောင့်အကျိုးတရားပါအကြောင်းတရားကြောင့်တို့ပြင်အကြောင်းတရားဆိုတာတခြားလားပဋိစ္စအကျိုးတရားဆိုတာသမုပ္ပါဏပေါ့အကျိုးတရားဆိုတာကသမုပ္ပါဏဆိုတော့နှစ်ခုပေါင်းစားလိုက်တော့ပဋိစ္စသမုပ္ပါပါပဲဒါကြောင့်ဒီခန္ဓာဒီတခြားခန္ဓာလားပဋိစ္စသမုပ္ပါခန္ဓာအဲ့ဒီပဋိစ္စသမုပ္ပါခန္ဓာကစက်ဝိုင်းထဲမှာရှိတာလားကိုယ်ဖြစ်စဉ်လားကိုယ်ဖြစ်စဉ်ကိုသိပြီဆိုတာနဲ့ဒီပိုင်းနဲ့တရားဓမ္မတွေဒိဋ္ဌိမပြုတ်ဘူးလားအဲ့ဒီဒိဋ္ဌိပြုတ်တာကိုတန်တရားများရှိသေးလားဒီတော့ဒိဋ္ဌိပြုတ်ပြီဆိုတဲ့ဝိသိကိစ္စကိုရောပြီးတော့မသိဘူးလားဟောအသိနဲ့သိလို့ရှိရင်အထာဂရဆရာရဲ့အမိန့်ရတခြားလားစုလားသောတပန်ဒီတော့အပွားနဲ့အပယ်နဲ့သိရင်တခြားလားမဟာသောတပန်လားအဲ့တော့သောတပန်ဖြစ်နိုင်မှုအတွက်ကယောဂီတို့ဆရာကောင်းနဲ့တွေ့တဲ့ခါကျတော့ဟုတ်လားအသင်တက်တဲ့ဆရာနဲ့တွေ့တဲ့ခါကျတော့မပင်မပန်းမဲနဲ့တရားမသိရဘူးလားဒီလိုပြင်အသင်တက်တဲ့ဆရာတို့လို့မပင်မပန်းမဲတရားသိရင်ကိုယ်တိုင်ကိုယ်ကြခန္ဓာရဲ့အောင်ပွားများအထုတ်ဖို့အရေးမကြီးဘူးလားအဲ့တော့အဲ့ဒီလိုအထုတ်ဖို့အတွက်ကိုမြင်နိုင်တခြားလို့ရမှာလားတတိကရဒါကြောင့်တတိကလို့ရှိရင်မြူတော်မြင်နိုင်ပါတယ်တတိကရင်တတိမကလို့ကတော့ငိုင်းဆိုင်သွားဂူကြီးဝင်တိုက်မှာပေါ့ဒါကြောင့်မြန်မာစကုံပေါ်မှာဟလားတတိရှိရင်မြူကိုမြင်နိုင်လိမ့်မယ်တတိမရှိတော့ဂူတော်မမြင်နိုင်ဘူးရှင်းရောရှင်းရလားအဲ့တော့ယောဂီတို့အသက်ဒီတခြားလားတတိလားအဲ့တော့တတိလွတ်လိုက်တာနဲ့ဒီဘက်နဲ့တခြားဝင်လာလားကိလေသာဝင်လာလားယောဂီအသက်ထွက်တာပဲရှင်းရောရှင်းလားလူဘဝမှာတော့တခါကတော့သိမြဲပေါ့သိတယ်ဆိုတာသမုဒ္ဒိသစ္စာနဲ့ပြောတော့အသက်ထွက်သွားတာပါပဲဒီတော့ယောဂီတို့အသက်ဒီတခြားလားတတိလားတတိလွတ်ရင်ယောဂီဘာဖြစ်မှာလဲသိတာပဲအရာပြောအသက်ထွက်သွားတာပဲအဲ့တော့အသက်ထွက်ချင်သလားမထွက်ချင်ဘူးလားကုမိတွေဘာတွေဆွေးတွေမထွက်ချင်တော့တတိထာဝရိယဆိုင်ပညာနဲ့အချိန်ရှိသူရှုမယ်ဆိုရင်အသက်မထွက်ပါဘူးမရှုလို့ကတော့ဘာဖြစ်လဲအဲ့တော့အသက်မထွက်အောင်ရှုပါလို့လေးစားတာမတိုက်တွန်းရဘူးလားကဲဒီတော့တိုက်တွန်းတော့တခြားရှုရမှာလားခန္ဓာရှုရမှာခန္ဓာ၅ပါးကဘာသစ္စာရှုတဲ့ဉာဏ်ကဘာသစ္စာသေရာကဘာသစ္စာနောက်ခန္ဓာမလာတာကဘာသစ္စာသစ္စာ၄ပါးတစ်ပြိုင်နဲ့ကြပြီးတော့ဤစကံမှာမိမိဉာဏ်ဘုံဉာဏ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါစေဆိုတဲ့ပထနာစုဖြင့်ယနေ့တရားဝဲဤမြတ်နေပင်ဏီကုံချုပ်လိုက်ပါစို့